ရာသီဥတုလည်းရမ်းမှုတယ်ကွာအေးစစ်စစ်နေရမှာတော့ချင်တောက်တာဟုတ်ပါဘူးဘယ်နာသွားတောက်မှာလဲကွာဟုတ်တယ်ဒီနေ့ရာသီဥတုတော်တော်ပူတယ်ကွာငါတို့အရက်ကိုညမှတော့ခုနေ့လေထိုင်းရတော့ကြပဲအေးထိုင်းတောက်မကောင်းတော့ကွာထိုင်းရတော့ဟုတ်ပါထိုင်းဝယ်ပြီးရင်အမီးကငါတို့ဘလို့ကြံညဘလို့ဖမ်းမှာဩဒီကထိုင်းရင်လည်းလိုက်ပြန်ပြီပေးကြည့်လို့လေကွာမင်းကလည်းဟုတ်တယ်ဟုတ်ပါပြီထိုင်းရည်ဒီရက်တွေဝယ်တာပြီးရင်ဘယ်နာသွားတောက်မှာလဲကွာဘယ်နာသွားတောက်မှာလဲဟုတ်ပြီငါတို့ကြောင်းဝင်းနေရညောင်မင်းအောက်မှာတောက်မယ်ရှင်လောကောင်းနေအီးစိတ်လောတောက်လို့ရတယ်ကွာနေတော်တယ်ကောင်းလေငါတို့အဲ့ညောင်မင်းအောက်မှာအီးစိတ်တောက်ပြီးတော့ဖီးလို့ရတယ်ပြောနေကြသွားမယ်ရောလားသွားမယ်ကွာကြောက်ကပီယာရှိတယ်ဘလို့တောက်ကြမလဲကွာလေရောကမတောက်တော့ဘူးဘယ်သူတော့နေစရာစားစရာမရှိလို့ဘုန်းကြီးเจ้าမှာလာကတ်နေနေကောမင်းကဘာစားဖို့ဆိုင်မှာကောခေအောင်ကြောက်တိုင်ခုတော့ဘောတိုင်ဘယ်လိုလုပ်မလဲမင်းတို့ကလည်းကွာခေါင်းဝဲထဲမိစမ်းပါလေကွာဟဲ့အဲ့ကောင်ငါတို့လာတော့မဟုတ်ပေးလိုက်အဆက်ပိတ်သွားလေဒါဆမ်းပါကွာမင်းမတော့ရင်နေခဲ့အကြောင်းရင်ငါတို့ကတော့တောက်မှာပဲသွားလိုက်မယ်ကောင်းလားကဲလာလာကဲမအေးတယ်ဗျာဟုတ်တယ်မဆိုင်ဘူးအော်โอ้တို့ဒါဘာလုပ်နေကြဟာကပီယာကြီးရတယ်ထိုင်းရင်တော့မမြင်ဘူးလားဟာလို့ဟာမြင်တယ်လေရင်းနေဆိုလည်းကပ်ပြီးရမင်းနေသေးရဲ့ဗျာလေးကုန်ခံပြီးတော့အေးစစ်တောက်သူတို့ဒီညောင်မရောက်လာတော့နေတာကပီယာတစ်မျိုးအာလုံးပဲတော်အယုံတော့လေနော်ကပီယာကြီးအေးစီလေးတောက်မလားမှတ်ကပ်ပြီးရလာစားနေတယ်ရေးတယ်တောက်ကွာဟဲ့မင်းတို့ဗုဒ္ဓဘာသာဝင်နေမဟုတ်ဘူးလားဟာဟုတ်တယ်လေဟဲ့ဟုတ်တယ်ဆိုမင်းတို့တောက်နေတဲ့နေရာပုံဝန်းကျင်ကြီးလိုက်အောင်ကွာဒါကြောင်းဝိုင်းအေးပြီးတော့မင်းတို့ထိုင်နေတဲ့နေရာဟမ်ငါတို့ဗုဒ္ဓဘာသာဝင်တွေအထွတ်မြတ်ထားတဲ့နေရာတန်ဖိုးထားတဲ့အရာကွာမင်းတို့မသိဘူးလားဟမ်အလေးလာဘူးလားကပီယာဒါတက်ပြီလေအချိန်တိုင်းထင်းဖြစ်မှာအခြားတက်ပြီတွေလည်းထင်းဖြစ်မှာဘာများကွာခြားသွားလို့လဲကပီယာကြီးရဲ့တော်သားပါအောင်ကွာတာပေါ့ကွာဟမ်ဟဲ့မင်းတို့ဗုဒ္ဓဘာသာဝင်တွေဖြစ်ပြီးတော့ဟမ်ဗုဒ္ဓဘာသာရဲ့အကြောင်းဗုဒ္ဓရဲ့အကြောင်းလေးကိုတော့နည်းနည်းပါးပါးလေ့လာသင့်တာပေါ့သိယူသင့်တာပေါ့ကွာတာမန်ညောင်မင်းမဟုတ်ဘူးကွာဘောရင်းညောင်မင်းလို့ခေါ်တယ်အေးဘောရင်းညောင်မင်းဆိုတာငါတို့ဗုဒ္ဓဘာသာဝင်တွေမြန်မာလူမျိုးတွေတပ်ဝေယုံကြည်တဲ့ငါတို့ရဲ့မြတ်ဗုဒ္ဓတပ်ပြင်းညူတာရွှေညံတော်ကိုရတဲ့နေရာဖြစ်တယ်ကွာဌာနဖြစ်တယ်အေးပြီးတော့ဖွားဘွက်တော်ခုနှစ်ပါးမှာတပားအပောင်ဖြစ်တယ်ကွာအဲ့ဒါလုံးဝမနဲ့ထူးခြားတဲ့သက်ပင်ပဲတို့နားလေလား
ကျွန်တော်တို့မှားပါတယ်ကပ်ပြီးရတယ်ဟောဒီဘောရင်းညောင်ကြီးကျွန်တော်တို့ဗုဒ္ဓဘာသာလူမျိုးအတွက်အဲ့လိုရေးပါမယ်ကျွန်တော်မသိခဲ့ဘူးကြီးက ဟုတ်တယ်ကတိရကြီးကျွန်တော်တို့ကပေါ့ပေါ့တနာမှတွေးခဲ့တာတကယ်တော့ဘူရီညောင်ရေသွန်းလုံးနဲ့ကျွန်တော်အပင်ကြီးအောင်ပဲလောင်းခဲ့တယ်ထင်ခဲ့အဲ့အဖိုးတွေကျွန်တော်တောင်းပါပါတယ်ဟောတက်ပြရဟိုတောင်းပါရပါတယ်ဗျာတောင်းမှဆိုလို့ပါ ကျွန်တော်တို့ကဗုဒ္ဓဘာသာကိုမှန်တယ်လေမိယိုးခဏဗုဒ္ဓဘာသာကိုဖြစ်ကြတဲ့အခါဗုဒ္ဓရဲ့စစ်မှန်မှုတော့ဗုဒ္ဓရဲ့ဓမ္မကျမ်းစဉ်တရားတွေကိုလိုက်နာကျင့်သုံးရမှာ မှန်တယ်ကပ်ပြီးရကျွန်တော်တို့မီယိုးဖက်လာဖြစ်နေတာမိဘတွေကဗုဒ္ဓဘာသာကိုဗုဒ္ဓဘာသာဖြစ်နေကြတာကျွန်တော်တို့ကလေဗုဒ္ဓဘာသာစစ်စစ်တို့အတွက်အများကြီးသိရင်လေ့လာအောင်မယ်လေကပ်ပြီးရ အဓိကစိတ်ထက်ပါပဲကိုကတကယ်သိရှင်တယ်တကယ်တက်ရှင်တယ်ဆိုရင်ဟာလားတကယ်လိလာလိုက်ရင်တကယ်သိတကယ်တက်ပါ ဟောကပြရတယ်ဟိုကျွန်တော်တို့တော့မသိဘူးပါ မင်းနေဗာမင်းမ ဖွားဘတ်တော်ခုနှစ်ပါးထဲမှာဘုံရင်းတွေမှာပါတယ်ဆိုတော့ကျန်ဗုဒ္ဓရဲ့ဖွားဘတ်တော်တွေကဘယ်သူတွေလဲဆိုတာသိရင်ကျွန်တော်ပြောပြပါလား ဟောဒါလားဟိုဗုဒ္ဓရဲ့ဖွားဘတ်တော်ခုနှစ်ပါးအတူကျုံးနဲ့ပြောမှဆိုရင်တော့အာဘောကာယစံရွှေကံတဲ့အာဆိုတာကအရှင်အာနန္ဒာဘောဆိုတာကဘောဓိညောင်းပဲဟုတ်လားကာဆိုတာကကာလူတာကြီးအမတ်ရဆိုတာရတော်တရားစံဆိုတာကစန္ဒအမတ်ရွှေဆိုတာကရွှေအိုကြီးလေးလုံးကံဆိုတာကတော့ကဏ္ဍကအမြင့်ပြလို့ဖြစ်ပါတယ်အဲ့ဒါတွေအားလုံးကမြတ်ဗုဒ္ဓရဲ့ဟောဘတ်တော်ခုနပါးထဲမှာပါတယ်အခုလိုရှင်းပြပေးတာပဲကျေးဇူးအများကြီးတင်ပါတယ်ကပ်ပြီးရ ရပါတယ်ဗျာကျေးဇူးတင်စရာမလိုပါဘူးအခုလိုရှင်းပြခွင့်ရတာကိုပဲဝမ်းသာလာပါဗျာ ဟာကပြရည်ကျွန်တော်တို့အားလေးသားပါပြီဗျာကျွန်တော်တို့နဲ့တက်တူရလို့ဆိုပေမဲ့အတိပညာဘုဒ္ဓပညာတွေအားလုံးပြည့်စုံပြောရတယ်ဗျာနေစရာမရှိစားစရာမရှိဘုန်းကြီးကျောင်းမှာတွေ့ကြနေရတယ်ဆိုပြီးကျွန်တော်ထင်သေးခဲ့တယ်အဲ့ဒါကျွန်တော်ခုနပါဗျာဟုတ်ပါလား ရပါတယ်လူတယောက်ကလူတယောက်ကိုအထင်နဲ့အမြင်နဲ့ဆုံးဖြတ်ကြတာများပါတယ်ဟလာလူတယောက်ကလူတယောက်ကိုအထင်နဲ့အမြင်နဲ့ဆုံးဖြတ်လို့လေလူတော်တော်များများကအမှားဘက်ကိုပါနေကြတာလူတယောက်ကိုအပေါ်ယံကြည့်ပြီးမဆုံးဖြတ်တာတော့အပေါင်းဆုံးပါဗျာ ကပ်ပြီးရရင်နဲ့တွေးမှာပဲကျွန်တော်တော့ဘာသာရေးပဲနည်းနည်းစိတ်ဝင်စားပါတယ်ကြာနောက်ဆိုရင်လေကျွန်တော်တို့မသိရရှိရင်ကပ်ပြီးရပြောပြအောင်ပေါ့ ရပါတယ်ဗျာကျွန်တော်သိတာရှင်တော့ဖြည်းဖြည်းပါ ဘာလဲကပြရည်ကျွန်တော်တို့ကတော့မပြတ်တယ်ဗျာကျွန်တော်အားလဲနာတယ်ဗျာ မေးပါဘာမှမေးပါ ကျွန်တော်တို့ကစုံလားပြည့်ဗုဒ္ဓနေ့လို့ပြောကြတယ်ဒါပေမဲ့ကစုံလားပြည့်ဗုဒ္ဓနေ့လို့ဘာလို့သတ်မှတ်တာလဲ ဟုတ်ကဲ့ကျွန်တော်ဖြည့်ပေးပါမယ်ဟိုလိုအပ်တာလည်းရှင်းမယ်ပေါ့ဗျာဟုတ်လား ဟုတ်ပါဘူး ကစုံလာပြီးဗုဒ္ဓနေ့ဆိုတာကတော့ဖွာပွင့်ဟောဆန်ယာရိတ်ခံတဲ့ဟုတ်လားအဲ့ဒီကစုံလာပြီးနေ့ဟာကျွန်တော်တို့ဗုဒ္ဓဘာသာတွေအတွက်နေ့ထူးနေ့ရက်လည်းဖြစ်တယ်ဗျာဘာကြောင့်လဲဆိုတော့ဖះလောင်းတော်ယတိပြုမိတာဟာဗဒ္ဒကဘာမှာလေးစုမြောက်ဘောရမစင်စစ်ဖြစ်နိုင်မယ်လို့ဒီပင်ကရာမြတ်စွာဘုရားထံမှာဒီယတ္တဗျာဒိတ်ခံရွယ်နေတာကစုံလာပြီးနေ့ဖြစ်ဖះလောင်းတော်သိရတမင်းသားဟောမြင်တဲ့နေရာလေမဟာတက္ကရာ60နဲ့ရှိခုကစုံလာပြီးနေဖြစ်တယ်ဖះလောင်းတော်ဗုဒ္ဓဖះပြည့်တဲ့နေရာလေမဟာတက္ကရာ103ခုကစုံလာပြီးနေဖြစ်တယ်နောက်ပြီးဘောရမမြတ်စွာဘုရားပရိနိဗ္ဗာန်စံဝင်တဲ့နေရာလေမဟာတက္ကရာ148ခုကစုံလာပြီးနေဖြစ်တယ်အဲ့ဒါကြောင့်အဲ့ဒီနေရာဗုဒ္ဓဘာသာမြန်မာလူမျိုးတွေအတွက်နေထူးနေမြတ်ဖြစ်တယ်အဲ့ဒီနေမှာကစုံလာပြီးဗုဒ္ဓနေသတ်မှတ်ကြတယ်ဒီနေ့ကကျွန်တော်တို့အတွက်တန်ဖိုးမဖြစ်နိုင်တဲ့ဒီနေ့မှာကပြရည်ကျွန်တော်တို့အားလုံးနဲ့ရှင်တွေကနေနှိမ့်လိုက်နေတယ်ပြုလုပ်တယ်ဘာဖြစ်လို့လဲဆိုတော့ကစုံလာပြည့်နေဗုဒ္ဓနေ့ကြောင့်ကျွန်တော်တို့ဒီနေ့မှပြလိုက်ရတာ
ဒါနဲ့ကျွန်တော်နောက်ထပ်တစ်ခုတော့ပြည်စင်ကိုထပ်ပြီးဖြေထားပြီးတော့တမီးရဗျာ ဟုတ်ကဲ့မေးလေဟိုကျွန်တော်တိတာဆိုရင်တော့ဆက်ဖြေပြီးပါ ကစုံလားပြည့်ဗုဒ္ဓနေဘောရင်းညောင်းအမွေးနဲ့တာကြီးရေရင်နဲ့တုံးလောင်းနေဆိုတာဘလို့ကျေးဇူးတရားတွေထားရှိလဲဆိုတော့ဖြေစားပြီးပါအောင်တမီးရ အဲ့ဒါလားကစုံလားပြည့်ဗုဒ္ဓနေ့မှာဘာဖြစ်လို့ဘောရင်းညောင်မျိုးရေတို့အမွှေးနတ်တာတို့နဲ့လောင်းရလဲဆိုတော့အဲ့ဒါဒီလိုရှိရဗျတကူကစုံဆွတ်ဆွတ်ခေါင်းနဲ့နွေရာသီရဲ့နောက်ဆုံးလဖြစ်တယ်ဗျအဲ့ဒါကြောင့်အပူပြင်းဆုံးလဖြစ်လို့ဒီတွေခန်းလျှောက်အဲ့ဒီချိန်မှာမြတ်ဗုဒ္ဓပွင့်တော်မူရာဗုဒ္ဓဂယာမှာဘောရင်းညောင်မျိုးမျိုးပွားလာပြီးတော့ရေတို့အမွှေးနတ်တာတို့တုံးလောင်းကြကစုံလားပြည့်နေ့မှာဗုဒ္ဓဖျားဖြစ်တော်နေထူးနေမြတ်ဖြစ်လို့အဲ့ဒါကိုအာယုံပြုပြီးတော့ဟလာပရိဘောဂဇေဒီထိုက်တဲ့ဘောရင်းညောင်မျိုးရေတို့အမွှေးနတ်တာတို့လောင်းကြတာဘောရင်းညောင်မျိုးရေတို့အမွှေးနတ်တာတို့ ਨੇ လောင်းလို့ရတဲ့ကျိုးကျေးဇူးတွေကတော့အာသနာဘောရိယမထေလောင်းဟာဟလာတိဋ္ဌဖျားရှင်ရဲ့ဘောဓိပင်ကိုစိတ်ပြိုးရတဲ့ကုသိုလ်ကြောင့်နတ်ပြည်နိုင်ဖြစ်ရခြင်းစัจ जा မင်းဖြစ်ရခြင်းပြီးတော့အပေအပင်းမှာလွတ်ခဲ့ရခြင်းဆိုတဲ့အကျိုးကျေးဇူးကိုခံစားရတယ်ဗျာဟလာအဓိကအဲ့လာကတော့ထေရပဒံကျမ်းဂန်ထဲမှာဟောကြားထားတယ်ဗျာဟိုဂန္ဓောတကတိဋ္ဌမထေလောင်းဟာဘဒုမုဒ္ဒရဖျားရှင်ရဲ့ဘောဓိပင်ကိုဝိနတ်သားနဲ့လောင်းရတဲ့ကုသိုလ်ကြောင့်နတ်ပြည်၌ဖြစ်ရခြင်းအနာရောဂါမရှိခြင်းပြီးတော့တောကကင်းဝေးခြင်းဆိုတဲ့အကျိုးကျေးဇူးကိုခံစားရတယ်လို့ဖော်ပြထားတယ် ကဲကောင်းလိုက်တာ ခုလိုစိတ်ရှိရှိနဲ့ရှင်းပြပေးရကပ္ပိယကိုအရန်ကျေးဇူးတင်သွားပြီဗျာကျွန်တော်တို့က ရပါတယ်ဗျာ ဟုတ်တယ်ဗျာကျွန်တော်ဒီနေ့ကစုံလားပြည့်နေပေါ့နော်ဘော်ရီညောင်ကြီးအပွင့်နဲ့တာကြီးရေရင်နဲ့တုံးလောင်းပြီးတော့ပေါ့နော်လောက်ကြတဲ့အခါမှာကျွန်တော်ဒီနေ့မှပဲကကနနတည်သွားတယ်ပေါ့အဲ့အတွက်ကျွန်တော်တို့အားလုံးရင်ရှင်နေရတယ်ကပ္ပိယကြီးနောက်ထပ်ကျေးဇူးထူးရှိပါတယ်ဗျာထူပါလေ ရပါတယ်ဗျာကျွန်တော်ပြောတယ်ဆိုတာကဘာမှမပြောတော့ပါဘူးဒါရလဲကျွန်တော်ရဲ့ကျေးဇူးရှင်တွေဆရာသမားတွေရဲ့ကျေးဇူးတော်တွေကြောင့်ဟလားကျေးဇူးတွေကြောင့်ကျွန်တော်ပြောနိုင်တာပါဟလားအဓိကကတော့ကျွန်တော်ရဲ့ဝါသနာပါမှုပေါ့ဗျာတင်ုံလေ့လာမှုတွေကြောင့်ပဲဟိုသိခဲ့တာပေါ့ဒီကတကယ်ချင်းတို့လည်းလေ့လာကြပါသိပါလားဟုတ်